ကိုချစ်သူကောင်မလေးစိတ်ကောက်နေယောက်ျားလေးတော်တော်များများကညီးတွားကြတယ်ဘာမဟုတ်တာလေးနဲ့စိတ်ကောက်နေပြန်ပြီတဲ့သူတို့အတွက်အသေးအဖွဲကိစ္စလေးဖြစ်နိုင်ပေမဲ့မင်းကလေးတယောက်အတွက်တော့အဲ့ဒါဟာမင်းရဲ့ဂရုစိုက်မှုကိုတိုင်းတာတဲ့နည်းတစ်ခုပဲ စိတ်ကောက်တယ်ဆိုတာတကယ်တော့မင်းကိုစကားပြောချင်နေတာမင်းရဲ့အနားမှာရှိနေစေချင်တာပါစိတ်မဝင်စားတဲ့လူတယောက်အပေါ်မှာဘယ်မင်းကလေးကမှအချိန်ကုန်ခံပြီးစိတ်မကောက်ပါဘူးသူတို့ကငါ့ကိုဂရုစိုက်ပါအောင်လို့ထိတ်ရိုက်ပြောရမှာရှက်တတ်ကြတယ်ဒါကြောင့်စကားနဲသွားတာမျက်နှာဆူသွားတာမျိုးနဲ့မင်းကိုအချက်ပေးတာပါသူတို့သိချင်တာကသူတို့အစင်မပြေဖြစ်နေတာကိုမင်းသတိထားမိရလားမင်းကတော့သူတို့ကိုချော့ဖို့ကြိုးစားမှာလားဆိုတဲ့အချက်ပဲတကယ်တော့စိတ်ကောက်နေတဲ့ main ကလေးတယောက်ကိုချော့ရတာဟာကဘာပေါ်မှာအလွယ်ဆုံးအလုပ်ပါအကျိုးအကြောင်းတွေအရှိကြီးရှင်းပြနေမယ့်အစားနှွေးနှွေးထွေးထွေးဖတ်ထားလိုက်တာဒါမှမဟုတ်ကိုမှားသွားပါတယ်လို့ချူချူသားသားပြောလိုက်တာကတည်းလုံလောက်နေပါပြီ မင်းကလေးတယောက်ရဲ့စိတ်ကောက်ခြင်းဟာမင်းအပေါ်မှာထားတဲ့ယုံကြည်မှုတစ်ခုပဲမင်းကသာသူ့ကိုချော့မဲ့သူလို့သူတတ်မှတ်ထားလို့ပါဒါကြောင့်မင်းချစ်သူစိတ်ကောက်တဲ့အခါစိတ်မပြတ်ပါနဲ့သူမင်းကိုချစ်နေသေးလို့စိတ်ကောက်နေတာပါမင်းမရောစိတ်ကောက်တတ်တဲ့ချစ်သူရှိလားဘယ်လိုချော့လေးရှိလဲကိုမတ်မှာပြောသွားအောင်နော်